အားလုံးပဲမင်္ဂလာပါလို့ကြိုဆိုလိုက်ပါတယ်ဗျာဒီခါတော့ဒီမှာဒီ Facebook ပေါ်မှာပိတ်ဆက်ရှာတဲ့ကျွန်တော်တို့ရဲ့မိုက်ဆွေတဲ့အတွက်ပေါ့နော်ဒီ content protection ဆိုတာဘာလဲဆိုတဲ့အကြောင်းကိုလာပြောပြပေးတာဖြစ်ပါတယ်ဗျာအဲ့တော့အားလုံးရှင်းလိုက်ရအောင်ပေါ့နော်ရှင်းလိုက်ရအောင်ဆိုလို့ရှိရင်ဒီမှာဒီ content protection ဆိုတာဒီကိုယ့်ရဲ့ Facebook ပေါ်မှာတင်တဲ့ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံနဲ့စာသားတွေကိုကာကွယ်တဲ့နည်းစနစ်ပေါ့နော်ဆိုလိုတာကတော့ဒီကိုယ်ပိုင်မူပိုင်လောက်ထားတဲ့ဗီဒီယိုတွေကိုယ်ပိုင်ဖန်တီးထားတဲ့ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံနဲ့ကိုယ်တိုင်ရေးထားတဲ့စာသားတွေကိုကာကွယ်တာကို content protection လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ဒီ content protection ကဘလို့အလောက်တလဲဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံနဲ့စာသားတွေကိုသူများတွေကယူသုံးတယ်ဆိုလို့ရှိရင်လည်းပဲကိုကဒီ remote လောက်ခိုင်းလို့ရတယ်ပေါ့နော်အဲ့လိုဖန်တီးထားတယ်အဲ့လိုဒီ Facebook ကထောက်ပေးထားတဲ့future layer တခုဖြစ်ပါတယ်ဒါအမခံရှစ်တခုလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒါကို content protection လို့ခေါ်ပါတယ်ဒါတော့ Facebook ပေါ်မှာဒီ2026မှာဆိုလို့ရှိရင်ခေတ်စားလာမယ့်အနေအထားမျိုးလေးပဲတွေ့ရတယ်ပေါ့နော်ဒါတော့ပထမအချက်ပေါ့နော်နောက်ပြီးတော့ဒုတိယအချက်ပေါ့နော်ဒုတိယအချက်ကိုလည်းလာကြည့်လိုက်လို့ရှိရင်ဒီ content protection ကိုဖွင့်ထားလို့ရှိရင်ဘယ်လိုကာကွယ်ပေးတယ်လဲပေါ့နော်ဆိုလိုတာဒီ content protection ကိုဖွင့်ထားတယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဗီဒီယိုတွေကိုယ့်ရဲ့တက်ပုံတွေကိုဘယ်လိုကာကွယ်ပေးတယ်လဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဗီဒီယိုတွေကို download လုပ်ပြီးတော့ပြန်တည်တယ်တက်ပုံတွေကို download ဆွဲပြီးတော့ပြန်တည်တယ်ဆိုလို့ရှိရင်ဒီ Facebook ကနေပြီးတော့ auto delete လောက်ပေးမှာပေါ့နော်တကယ်လို့ဒီမှာဒီအချမ်းလူတရားကကိုယ့်ရဲ့ပေးရဗီဒီယိုဖိုင်တွေလာယူတယ်တက်ပုံတွေကိုလာတည်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီပိုက်စာတွေကိုကိုယ့်ကောက်ထိပြရအောင်လုပ်လို့ရတယ်ပေါ့နော်အဲ့လိုကာကွယ်ပေးထားတဲ့နည်းစနစ်ကိုဒီ Facebook ကနေပြီးတော့ကာကွယ်ပေးထားတဲ့နည်းစနစ်ကို content protection လို့ခေါ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ original ဖြစ်ကြောင်းပေါ့နော်နောက်ပြီးတော့ ownership mobile ပေါ့နော်ပိုင်ရှင်ဖြစ်ကြောင်းကိုတက်ပြရတယ်လို့လည်းပဲပြောလို့ရတယ်ပေါ့နော်အဲ့ဒါကို content protection လို့ခေါ်တယ်ဒါကတော့ဒုတိယချက်ပေါ့နော်နောက်တစ်ချက်ကြည့်လိုက်အောင်ပေါ့နော်နောက်တစ်ချက်ဆိုလို့ရှိရင်ဒီ content protection ကိုဘယ်လိုလူတွေကဖွင့်ထားတဲ့လဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ content protection ကခိုးတာတွေအတွက်ဆိုလို့ရှိရင်လည်းကောင်းတယ်blueser တွေအတွက်ဆိုလို့ရှိရင်လည်းကောင်းတယ်နောက်ပြီးတော့ဒီ page owner တွေအတွက်လည်းကောင်းတယ်နောက်ပြီးတော့ monetization ပိတ်ဆက်ရှာတဲ့လူတွေအတွက်ပေါ့နော်နောက်ပြီးတော့ကိုယ်ပိုင်လက်ရ mobile လက်ရ original content တွေဖန်တီးနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်ပို့ပြီးတော့အဆက်ပြေတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီအတိတ်ကစကားလုံးတွေကိုလည်းပဲရေးပေးထားတယ်ဒီမှာဆိုလို့ရှိရင်တော့တကယ်လို့ content protection option နဲ့ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ page ကိုတွားလိုက်မယ် professional dashboard ကိုဝင်လိုက်မယ် setting ကိုတွားပေါ့နော်နောက်ပြီးတော့ content ကိုနှိုက်လိုက်မယ်နောက်ပြီးတော့ protection ကိုနှိုက်မယ်ပေါ့နော်နောက်ပြီး content protection ကို on ပေးလိုက်လို့ရှိရင်ဗီဒီယိုလေး on လို့ရတယ်ဓာတ်ပုံလေး on လို့ရတယ်ပေါ့နော်ဒါဇာတ်တော်လေး on ထားလို့ရတယ်ဆိုတဲ့အကြောင်းလေးပဲသူအတိအကျရှင်းပြထားတယ်ပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုလောက်ရှင်သလားကိုယ့်ရဲ့ဗီဒီယိုလောက်ရှင်သလားကိုယ့်ရဲ့တက်ပုံကိုလောက်ရှင်သလားဆိုတာကိုလည်းပဲရွေးရှင်လို့ရတယ်ပေါ့နော်အဲ့လိုကာကွယ်ထားလို့ရတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ဒီကိုယ့်ရဲ့ pay ကဒီ eligibility ပေါ့နော်ခွင့်ပြုချက်ပြုထားတဲ့နိုင်ငံဖြစ်ရမယ်အရင်ရှင်းသတ်မှတ်ချက်တွေပြည့်စုံရမယ်အဲ့လိုလူတွေမှဒီ content protection ရှောက်လို့ရမယ်ပေါ့နော် content protection ပေါ်လာမှာပေါ့နော်အဲ့လိုမပြည့်စုံဘူးဆိုလို့ရှိရင်တော့ရှောက်လို့လည်းပဲရမှာမဟုတ်ဘူးပေါ်လာမှာမဟုတ်ဘူးပေါ့နော်ဒီမှာတရိတ်ထားမဲ့ရှစ်ပေါ့နော်အဲ့ဒီမှာ content protection က original content ဖြစ်ရမယ်ပေါ့နော်ဒီတခြားလို့ရဲ့ဗီဒီယိုဖိုင်တွေကိုယူထားတယ်တခြားလို့ရဲ့ဗီဒီယိုတွေကို edit လောက်ထားတယ်နောက်ပြီးတော့သူများ music တွေကိုယူသုံးထားတယ်ဆိုလို့ရှိရင်လုံးဝဒီ content protection ရှောက်လို့ရမှာမဟုတ်ဘူးတကယ်လို့အဲ့လိုလူတွေရှောက်တယ်ဆိုလို့ရှိရင်လည်းပဲကိုယ့်ရဲ့ monetization ကိုအပိုက်ခါလိုက်မှာပေါ့နော်အဲ့ဒါတွေကိုလုံးဝသတိထားဖို့လိုတယ်တကယ်လို့ဒီ mobile လိုက်ရလေးပဲဖြစ်တယ် view လေးပဲကောင်းတယ်ပိုက်စာလေးပဲရတယ်ဆိုလို့ရှိရင်တော့ဒီ content protection လောက်ထားလို့ရတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီ content protection ဖွင့်ထားတဲ့အကျိုးကျေးဇူးပေါ့နော်အဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ဗီဒီယိုဖိုင်ကိုယ့်ရဲ့တပ်ပုံတွေကိုအလူတကူကာကွယ်နိုင်တယ်နောက်ပြီးတော့ share လေးပဲဒီ content monetization အတွက်လေးပဲအထောက်အကူဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ share လေးပဲဒီမှာဒီသူများတွေကကိုယ့်ရဲ့ content ကိုယူသုံးလို့မရဘူးပေါ့နော်တကယ်လို့ယူသုံးတယ်ဆိုလို့ share လေးပဲကာကွယ်ထားလို့ရတယ်ဆိုတော့အမခံရှင်းမျိုးရှိတယ်ပေါ့နော်အဲ့ဒါကို content protection လို့ခေါ်တယ်ပေါ့နော်အဲ့ဒီ content protection ကိုဒီတောင်းရှင်နဲ့လောက်ရှင်နဲ့ဆိုလို့ရှိရင်ရှိမှပြောခဲ့တဲ့အဓိကအရေးကြီးဆုံးက original content ဖြစ်ဖို့လိုတယ် mobile content ဖြစ်ဖို့လိုတယ်ကိုယ်ပိုင်ရိုက်ထားတာကိုယ်ပိုင်လောက်ထားတာ mobile layer ဖြစ်ဖို့လိုတယ်အဲ့ဒါကိုတော့သတိထားဖို့လိုတယ်ဆိုတဲ့အကြောင်းကိုအလုံးကိုတိုက်တွန်းလိုက်ပါတယ်ဗျအဲ့တော့ဒီလောက်ဆိုလို့ရှိရင်ဒီ content protection ဆိုတာဘာလဲဆိုတော့အလုံးနားလည်သွားကြလိမ့်မယ်လို့မျှော်နေပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုချန်တဲ့ဆိုလို့ရှိရင်လည်းအလုံးသိမ်းထားနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းပဲတိုက်တွန်းလိုက်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျအလုံးကိုကျေးဇူးတင်ပါတယ်ဗျ